ဒီပွဲကတေးကြရုံနဲ့ငါတို့တင်ရတက်ပြီလေအဲ့ဒါကိုလဲလူစင်းနေထုတ်ကဲဘွားဒီပြ33ချိန်မြောက်စီးကိန်းပြန်ဝင်ကနေကျွန်တော်တို့မြန်မာမျိုးသွေးအသင်းကတော့ PNN ကိုရှုံးပြီးတော့နှုတ်ဆက်ထွက်ခါခဲ့ရပြီဖြစ်ပါတယ်ဒီပွဲမှာတော့ဒီပြကိုပဲပြောချင်တယ်ကွာဒီပြလောက်လည်းမသိလူထုတ်တော့လဲလွယ်အဲ့ဒါပိုဆိုတာလေမေထက်လူကိုလည်းမိနစ်80ကျော်မှထည့်တယ်အဲ့ဒါသိမကြိုက်တာတခုကလေတေးရရှုံးနေတယ်အနိုင်ရလက်လိုနေတဲ့အချိန်ခင်မာလာထွန်းကြီးကိုကောက်ထည့်လိုက်တယ်ကွာအေးရောက်ရေးအသက်အရွယ်ရကွာခင်မာလာထွန်းတို့အနေထားကြဘယ်လိုလဲဆိုတော့ပွဲရကွာနိုင်နေတဲ့အချိန်မှာပွဲတစ်ပွဲကိုထိန်းဖို့ကွာအင်္ဂလာသမားတယောက်အနေနဲ့ထည့်အောင်အခုလိုမျိုးဟိုဘက်အသင်းရကွာအခုဒီလူငယ်တွေဖလန်ထားနေတဲ့လူငယ်တွေတောင်မှ BNN နဲ့ရှင်လို့ကွာလုံးဝစပီးတွေကလုံးဝမရှင်နိုင်တာကြီးကိုရောက်ရေးရှုံးနေတာကိုလိုနေတဲ့အချိန်ကိုခင်မာလာထွန်းကြီးကိုကောက်ထည့်လိုက်တယ်ဟာရောက်ရေးဘာသွားပြောရတော့မိသားလူကိုလည်းမိနစ်80ကျော်မှမလုပ်ထည့်တယ်အဲ့ဒါတော့တော်တော်စဉ်းစားဖို့ပေါ့ဥပမာကလိုင်းနံပါတ်မထည့်ဘူးဟုတ်ပြီလက်ခံနိုင်မယ်ဘယ်တက်နိုင်မလဲဘာလိုင်းနံပါတ်မပေါ့ဒုတိယပိုင်းစတယ်ထည့်လေကွာဟုတ်တယ်မလားမထည့်ဘူးရောက်ကြီးဘာလို့ရှင်နေမှန်းကိုမသိဂိုးလိုနေတာကွာဂိုးလိုနေတဲ့အချိန်ဒီစီးကိန်းပြန်ပွဲမှာဂိုးလက်ရှိနေတဲ့လူတယောက်အမှန်ဆိုပွဲစားတယ်ထည့်သုံးနေတာဘာလို့လဲဆိုတော့ဖိလစ်ပိုင်နယ်ပွဲမှာလည်းမိသားလူကအနိုင်ကိုသွင်းထားတယ်မလေးရှားနယ်ပွဲမှာလည်းမိသားလူကဂိုးသွင်းထားတယ်အဲ့လိုမျိုးဒီလိုစီးကိန်းကပြန်ပွဲဟိုဘာလို့ပြောမလဲဒီပြိုင်ပွဲမှာခြေစွမ်းပြနေပြီဆိုတဲ့ကစားသမားတောက်လျှောက်အဲ့ကစားသမားခြေစွမ်းပြတော့တာဘိုးလက်လည်းရှိနေတယ်အထက်သုံးရမှာလေကွာမဟုတ်သေးဘူးလေမင်းကအဲ့ဂျပန်နီးပြမေထက်လူကိုဘာလို့အဲ့နီးပြဟုတ်ကုန်မဟုတ်ပြန်လို့မှရမှာဘာကြီးလဲမသိဘူးကွာသတင်းစာရှင်းလင်းပွဲမှာပြမှာကျွန်တော်လည်းတခြားကြည့်မိတယ်အင်တာဗျူးဂျပန်လူတွေပဲလွှတ်တာဒီကွေးမြန်ကနေဘယ်လိုညွှန်ကြားမှာလဲဂျပန်လူတွေကိုခုချိလောက်ပဲသိတယ်မြန်မာနိုင်ငံမှာကျွန်တော်တို့ကChannel language လည်းတက်လာပြီအင်္ဂလိပ်လိုတော့နည်းနည်းတော့ပြောကွာအဲ့ဒါဆိုလို့ရှိရင်တော်သေးတယ်ဟိုကဂျပန်လိုပဲတက်တယ်တင်တယ်တော်ဆူကွာတော်ဆူကျုံကွာဒီပွဲကတေးကြရုံနဲ့ငါတို့တင်ရတက်ပြီလေအဲ့ဒါကိုလဲလူစင်းနေထုတ်ကဲဘွားဒီပြအညနေတော့မျိုးသားပွဲတော့ရှိသေးတယ်အင်ဒိုနီးရှားနဲ့ပေါ့နော်မျိုးသားကတော့တိတ်တော့ချင်းနေမကောင်းပါဘူးဒါပဲဗျာအနည်းဆုံး4ခု5ခုလောက်ပြည့်ရင်တော့နောက်တစ်ဆင့်တော့တက်နိုင်ကြတော့ရှိသေးတယ်မရှုံးငယ်တော့ကောင်းနေဗျဘလို့ပဲနေအားပေးရပါပေါ့ကိုမြန်မာအသင်းမယ်လေအားပေးလို့မရတော့တယ်မလားကိုဘလောက်ပဲဆဲနေကိုမြန်မာအသင်းကတော့စိတ်ထဲကနေပဲဖြစ်အားပေးကြတာဒီပွဲကတော့ဖိုးစီးဖိုက်ပြီးတော့နိုင်တော့တက်နိုင်ကြတော့များတယ်ဒါပေမဲ့လေဗျတက်တာမတက်တာလေကိုမြန်မာအသင်းတော့အားပေးကြတာပေါ့နော်မတက်လေဝါရောက်နိုင်အောင်တော့ကန်ခဲ့လိုက်ကွာမင်းတို့ဂျပန်နဲ့တော့မှရှယ်လောက်ထားကြဒီအင်ဒိုဆိုတာဂျပန်နဲ့ချင်းအများကြီးနေပါလောက်ပြတယ်မှာဟုတ်လားအားကောင်းတယ် Okay fighting ညနေမြန်မာအတွက်ပေါ့နော် fighting ပြောအားတော့မရှိဘူးအားပြတ်နေပြီ